ကြားသေးခင်အချိန်တစ်ခုကပေါ့တူကင်းမဲ့တဲ့လမ်းကြားလေးတစ်ခုရဲ့အမှိုက်ပုံပေးမှာတုံရင်နဲ့ခွေးပေါက်လေးတစ်ကောင်ရှိနေခဲ့တယ်သူ့ရဲ့ရောင်ကညစ်ပတ်နေပေမဲ့မျက်လုံးလေးတွေကတော့ကျဲပွန်းလေးတွေလိုတောက်ပနေတော့မှာပဲအဲ့ဒီချိန်မှာအလုပ်ပြုတ်ပြီးစိတ်သက်ကြနေတဲ့ကိုတက်ဆိုတဲ့လူငယ်လေးတစ်ယောက်အဲ့ဒီလမ်းလေးကိုရောက်လာခဲ့တယ်ကိုတက်ဟာလောကကြီးကိုစိတ်ကုန်နေပြီးဘယ်သူမှသူ့ကိုအလိုမရှိဘူးလို့ခံစားနေရသူပေါ့ဒါပေမဲ့ခွေးပေါက်လေးရဲ့အကြည့်နဲ့စုံလိုက်တဲ့ခဏမှာကိုတက်ရဲ့နှလုံးသားအည်ပြောသွားခဲ့တယ်မင်းလည်းငါလိုပဲထီးကျက်နေတာလားလို့မေးရင်သူ့ရဲ့တခုတည်းသောအနှွေးတဲ့နဲ့ခွေးလေးကိုပတ်ပြီးအိမ်ကိုခေါ်လာခဲ့ပါတော့တယ်။ကိုတက်ကခွေးလေးကိုရေချိုးပေးလိုက်တဲ့အခါဖြူဖွေးနူးညံ့တဲ့အမွှေးလေးတွေပေါ်လာခဲ့တယ်။ကိုတက်ကခွေးလေးကိုကန်ကောင်းလို့နာမည်ပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့မင်းကိုတွေ့လိုက်ရလို့ငါဘဝရဲ့ကန်ကောင်းခြင်းတွေဝင်လာပါစေလို့မျှော်လင့်ချက်တယ်ပေါ့။ကိုတက်ဟာပတ်စံသိမ်းမရှိပေမဲ့သူ့ရဲ့ထမင်းပတ်ကန်တွေကအသားတွေကိုကန်ကောင်းအတွက်အမြဲဖဲ့ကျွေးနေရှိပါတယ်။ကန်ကောင်းကလည်းကိုတက်အလောက်ကပြန်လာတဲ့အမီလေးတရရဲနဲ့တကားဝါကစီးချိုတက်ခဲ့ပါတယ်။နှစ်တွေတဖြည်းဖြည်းနဲ့ကုန်လာခဲ့တယ်။ကန်ကောင်းဟာခွေးကြီးတစ်ကောင်ဖြစ်လာပြီးကိုတက်အတွက်တော့တရိတ်ဆန်ထပ်ပိုတဲ့မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။ကိုတက်ဝမ်းနေရင်ကန်ကောင်းကသူ့ပေါင်ပေါ်ခေါင်းလေးတင်ပြီးအားပေးတယ်။ကိုတက်နေမကောင်းရင်လည်းကန်ကောင်းကဘေးကမခွာပဲစောင့်နေတယ်။သူတို့နှစ်ယောက်ဟာတယောက်ရဲ့အသက်ရှူတံကိုတယောက်နားလည်နေကြပြီပေါ့။ကိုတက်ကကန်ကောင်းရဲ့လက်ဘက်မှာမိုးပြရောင်ကော်လာလေးတစ်ခုကိုတက်ဆင်ပေးထားပြီးဒါငါတို့ရဲ့တန်ရောစင်ပဲမင်းကငါဘယ်တော့မှပြစ်မထားဘူးလို့ကတိပေးခဲ့ပါတယ်။ဒီနေ့မှာတော့ကိုတက်ဟာရုတ်တရက်ယောဂဝေဒနာတစ်ခုကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရပါတယ်။ဆေးရုံကိုရေးဖို့တင်လိုက်ရတဲ့အချိန်မှာကန်ကောင်းဟာအိမ်ထဲမှာတယောက်တည်းကျန်ရစ်ခဲ့တယ်။ကန်ကောင်းဟာအိမ်တကားပေါ်မှာထိုင်ပြီးကိုတက်ပြန်လာမယ့်အချိန်ကိုစောင့်နေခဲ့တယ်။တစ်ရက်၊နှစ်ရက်၊သုံးရက်ကိုတက်ပြန်မလာခဲ့ဘူး။နောက်ဆုံးမှာတော့အိမ်နီးနားချင်းတွေကကန်ကောင်းကိုတနာလို့အိမ်တကားဖွင့်ပေးပြီးအပြင်ထုတ်ပေးလိုက်ပါတယ်။ကန်ကောင်းကသူ့ရဲ့နက်ခံအာရုံကိုအသုံးပြုပြီးကိုတက်ရှိတဲ့ဆေးရုံကြီးစီကိုရောက်အောင်သွားခဲ့တယ်။ဆေးရုံရဲ့စီကံအရခွေးကိုထည့်ပေးမှုတဲ့အတွက်ကန်ကောင်းဟာဆေးရုံရှိကတစ်ပင်အောက်မှာပဲနေရာယူလိုက်ပါတယ်။မိုးရွာနေပူတူမရွေ့ပါဘူး။လူနာတင်ကားတစ်စီးလာတိုင်းကန်ကောင်းဟာမတ်တက်ရပြီးမျောကြည့်တယ်။ဒီကားထဲငါတခင်ပါမလားဆိုတဲ့မျောလင့်ချက်နဲ့ပေါ့။ကိုတက်ဟာဆေးရုံကလေးပေါ်မှာအသက်ရှူကခက်ခဲနေခဲ့ပါပြီ။သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ကန်ကောင်းကိုတွေ့ချင်တယ်လို့သူနာပြုမလေးကိုတောင်းဆိုခဲ့တယ်။တနာကျင်လာတဲ့သူနာပြုမလေးဟာဆေးရုံရှိမှစောင့်နေတဲ့ကန်ကောင်းကိုခိုးပြီးအထက်ကိုခေါ်လာခဲ့ပါတယ်။ကန်ကောင်းဟာကိုတက်ရဲ့ကရင်နာကိုရောက်တဲ့အခါအတမထဘင်းကိုနေခဲ့တယ်။ကိုတက်ကအာယူပြီးကန်ကောင်းရဲ့ခေါင်းလေးကိုပုတ်ပေးရင်ကန်ကောင်းမင်းကငါတောင်းပန်ပါတယ်ငါမင်းကိုဆက်ပြီးမဆောက်ရှောက်နိုင်တော့ဘူးဒါပေမဲ့ငါတို့နောက်ဘဝမှာပြန်ပြေးကြမယ်နော်လို့ပြောပြီးမျက်လုံးမိတ်သွားပါတော့တယ်ကန်ကောင်းဟာကိုတက်ရဲ့လက်ကိုသူ့ရဲ့ရှာလေးနဲ့နောက်ဆုံးချိန်ရက်ပေးနေခဲ့ပါတယ်ကိုတက်မရှိတော့ပေမဲ့ကန်ကောင်းကတော့ဆေးရုံရှိရာနေမခွာခဲ့ပါဘူးပြစ်ပေါင်းများစွာကြားတဲ့အထိကန်ကောင်းဟာအုံမင်းမဆွမ်းဖြစ်လာတဲ့အထိအဲ့ဒီနေရာမှာပဲစောင့်နေခဲ့တယ်ရွာသားတွေနဲ့ဆေးရုံကလူတွေကသူ့ကိုအစာကျွေးကြပေမဲ့သူ့မျက်လုံးတွေကတော့လမ်းမကြီးစီကိုပဲအမြဲကြည့်နေခဲ့တာပါလူတွေကသူ့ကိုတစ္ဆာရှိတဲ့ခွေလေးလို့အမည်ပေးခဲ့ကြပါတယ်အေးဆက်လာတဲ့စောင်းကြတဲ့ညမှာတော့ကန်ကောင်းဟာအိမ်မက်တစ်ခုမြင်မှတ်ခဲ့ပါတယ်အိမ်မက်ထဲမှာကိုတက်ဟာမိုးပြရောင်ကောလာလေးကိုကိုင်ပြီးပြုံးလိုက်ရဲ့ကန်ကောင်းလာလေငါတို့တူတွားရအောင်လို့ခေါ်နေခဲ့တယ်ကန်ကောင်းဟာပျော်ရွှင်စွာနဲ့ကိုတက်စီကိုပြေးသွားပါတော့တယ်မနေ့လင်းတဲ့အခါလူတွေဟာဆေးရုံရှိကတစ်ပင်အောင်မှာငြင်းချမ်းစွာအိပ်ပျော်နေတဲ့ကန်ကောင်းရဲ့ရုပ်အလောင်းကိုတွေ့လိုက်ရပါတယ်သူ့ရဲ့မျက်နှာမှာတော့အပြုံးလေးတစ်ခုရှိနေခဲ့တယ်သူတို့နှစ်ယောက်ဟာအခြားကမ္ဘာတစ်ခုမှာဘယ်တော့မှမခွဲတော့ဖို့စုံစည်းသွားခဲ့ကြပါပြီလူသားတွေအတွက်ခွေးဆိုတာဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နိုင်ပေမဲ့ခွေးလေးတွေအတွက်တော့လူသားဟာသူတို့ရဲ့တလောကလုံးပါပဲတစ္ဆာတရားဆိုတာစကားလုံးတွေထဲမှာမရှိပဲစောင့်စားခြင်းတွေထဲမှာပဲရှိနေတတ်ပါတယ်